ပါကျုပ်ဆရာတော်ရှင်မှာအခုလိုပြုမှုခဲ့လို့ပြောများနေတယ်ဆိုတော့မနော်အားလုံးပဲမင်္ဂလာပါရှင်လူမှုကွန်ရက်ပေါ်မှာဒီခါလေးကြာရင်ကျမတို့ရဲ့စိတ်ကိုချီနူအေဂျင့်သွားစေတဲ့မြင်ကွင်းလေးတွေရုပ်တရက်တွေ့လိုက်ရတတ်ပါတယ်အခုတစ်ပတ်အတွင်းမှာတော့အင်တာနက်သုံးစွဲသူတွေကြားမှာအပြောများဆုံးနဲ့အမျှဝေများဆုံးဗီဒီယိုဖိုင်လေးတစ်ခုကတော့ပြည်သူချင်းအဆိုတော်မနော်နဲ့ကျမတို့အားလုံးအလေးမြတ်ထားတဲ့မမောက်ခကျုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဝိပွန်သားတို့ရဲ့တွေ့ဆုံမှုလေးပါပဲဗီဒီယိုဖိုင်လေးဟာဆရာတော်ဘုရားကြီးရဲ့ရှာရှာပါပါပြုံးတော်ကိုဘုတွေ့ခွင့်ရခဲ့တာကြောင့်အဆိုတော်မနော်ရဲ့ပြုမှုလေးကြောင့်မှာလူအများရဲ့ရှင်ထဲမှာနှွေးထွေးမှုကြည်နူးမှုကိုဖြစ်စေခဲ့ပြီးအခုလိုလူပြောများနေရတာဖြစ်ပါတယ်။ဘာမခါကျုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဝိဝန်သားဆိုတာကတော့မြန်မာနိုင်ငံသားမကကမ္ဘာဘာရိုသေလေးစားရတဲ့ထျာဝါရသနာရဲ့ကျေဝင်းတစုဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့အိမ်တွေဟာအမြဲတမ်းတည်ငြိမ်အေးချမ်းတော်မူပြီးတော့မေတ္တာတတ်တော်ပြည့်နေပြည့်စုံတော်မူတာကိုဘုမြင့်သူတိုင်းသိကြပါတယ်။ဒီလိုတရားသမားတွေဖြင့်ပြည့်စုံတော်မူပြီးအလွန်အင်မတန်မှတည်ငြိမ်တော်မူတဲ့ဆရာတော်ဘုရားကြီးတစ်ပါးကိုပွပွလင်းလင်းပြုံးတော်မူအောင်လုပ်နိုင်မှုဆိုတာလေကူတဲ့ကိစ္စတကူပါဒါပေမဲ့ဒီဟာကိုဆိုတော်မနောကလှုပ်ဆောင်နိုင်ခဲ့ပါတယ်ပြန်နေတဲ့ဗီဒီယိုပိုင်းထဲမှာတော့ဆိုတော်မနောကဆရာတော်ဘုရားကြီးရဲ့ရှေ့မှာသူပြေဆိုခဲ့တဲ့အဘိဓမ္မာစာမေးပွဲအကြောင်းကိုရှောက်ထားတင်ပြနေတာကိုတွေ့ရပါတယ်သူရဲ့ရှောက်ထားပုံတွေကဟန်ဆောင်မှုအလုံးစုံကင်းပြီးကလေးငယ်တယောက်ကမိဘကိုတိုင်တဲ့လိုမျိုးအင်မတန်ဖြူစင်ညိုသားနေပါတယ်အရှင်ဘုရားတပည့်တော်ဖြေတဲ့လေကြမှာစာမေးပွဲကခက်သွားသလိုပဲဘုရားအခြားသူတွေဖြေတော့ကများလွယ်နေတဲ့လောက်တောင်မှထင်မိတယ်ဘုရားဆိုတဲ့သဘောမျိုးနဲ့အရှုံးရှုံးဝေအောင်လျှောက်ထားတဲ့အခါမှာတော့တင်းငယ်စွာနားထောင်နေတော်မူတဲ့ဆရာတော်ဘုရားကြီးဟာမနေနိုင်တော့ဘဲနဲ့မြတ်တာပြည့်နဲ့ကြည်ကြည်နုနုပြုံးတော်မူခဲ့ရပါတယ်ဆရာတော်ဘုရားကြီးရဲ့ဒီပြုံးတော်ဟာမြရသူတိုင်းရဲ့ရှင်ကိုအေးချမ်းသွားစေခဲ့ပါတယ်ဒါပြင်ကိုမတော်ကဆရာတော်ဘုရားကြီးရဲ့လက်မှတ်တော်ကိုအမှတ်တရအနေနဲ့ဒလေးတစားတောင်းခံခဲ့တဲ့ဗီဒီယိုလေးကလူပြောများသွားရတဲ့အဓိကအကြောင်းရင်းကတော့ဆိုတော်မနောရဲ့နောက်ခံတောင်းလဲပါပါတယ်မနောဆိုတာအကြပြူဘုံအောင်တင်နဲ့သူ့ချစ်သူမက်ကင်စိန်တို့လိုတနိုင်ငံလုံးလိုက်ဆိုကြရတဲ့သင်းတွေနဲ့အောင်မြင်မှုတွေရဲ့အထွတ်ထိပ်ကိုရောက်ခဲ့တဲ့အမှုပညာရှင်တူပါ။ကြာပြင်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တူလည်းဖြစ်ပါတယ်။ဒီလိုလောကီအောင်မြင်မှုတွေပြည့်စုံရရှိထားတဲ့နာမည်ကျော်ပုဂ္ဂိုလ်တယောက်ကလောကုတ္တရာပိုင်းဖြစ်တဲ့ဗုဒ္ဓဗိဓမာတရားတော်တွေကိုဒီလောက်ထိစိတ်ဝင်စားနေနှိမ့်မြုပ်လေ့လာနေတာကလူအများအတွက်အံ့ဩစရာနဲ့လေးစားစရာဖြစ်စေခဲ့ပါတယ်။သူကဗုဒ္ဓဗိဓမာကိုနှစ်စဉ်မပြတ်စိတ်ဝင်စားလေ့လာပြီးစုနေခဲ့သူဖြစ်ပြီးသူရဲ့ပတ်ဝန်းကျင်ကတပည့်တပန်းတွေကိုလည်းဘာသာတရားကိုင်းဆိုင်ဖို့အမြဲတမ်းတိုက်တွန်းစည်းရုံးလေးရှိသူဖြစ်ကြောင်းသိရပါတယ်။ဒီမြင်ကွင်းလေးမှာအောင်မြင်ကြောကြားမှုဆိုတဲ့မာနတွေကိုပေးဖယ်ထားပြီးဆရာသမားရဲ့ရှေ့မှာကလေးတယောက်လိုပြုစင်စွာစင်ကဲ့ရိုတဲ့ဆရာတော်မနောရဲ့ပြုမှုနဲ့ဒီပြုစင်မှုကိုမေတ္တာကြီးစွာနဲ့နားလည်ခွင့်လို့ပြီးကြီးညိုးစွာပြုံးတော်မူခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့မေတ္တာတော်ကိုပေါင်းစပ်လိုက်တဲ့အခါမှာမြင်ရသူတိုင်းအတွက်အင်မတန်မှအေးချမ်းမွန်မြတ်တဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့တာပါ။ဆိုရှယ်မီဒီယာပေါ်မှာအမုန်းစကားတွေအစိုးမြဝေဖန်မှုတွေနဲ့စိတ်ညစ်စရာတွေတွေ့မြင်ရတဲ့ကြားတွေကဒီလိုပြုသဘောဆောင်ပြီးစိတ်ကိုအေးချမ်းစေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုဟာကျမတို့အားလုံးအတွက်တကယ့်ကိုမှတန်ဖိုးရှိတဲ့စိတ်စေတစ်ခွက်လိုပါပဲလောကီစီစိတ်နဲ့လောကုတ္တရာတရားကိုမျှတအောင်ကြည်ကြံနေထိုင်ခြင်းရဲ့နမူနာကောင်းတစ်ခုကိုလည်းဗီဒီယိုကနေမြင်တွေ့နိုင်ပါတယ်ဒီကြောင်းရလေးကိုကြည့်ပြီးပရိသတ်ကြီးရောဘလို့ခန်းစားရပါသလဲအမောက်ခကျုပ်ဆရာတော်ဘုရားကြီးနဲ့စုတော်မနောတို့ရဲ့ဒီကြည်နူးပွဲရာဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ရေးသားပေးခဲ့ပါအောင်ရှင်